ရင်ကျော်ပိတ်ဆိုတာပေါ့နော်နေတိုင်းမှာလူတိုင်းကကြုံရတယ်ပေါ့နော်ဥမာငါကိုပိုင်ကားမစီးလို့ရင်ကျော်ပိတ်ဆိုတာငါမကြုံဘူးလို့မထင်နဲ့ပေါ့နော်ဘတ်ကားမှာကိုကားစီးနေနေလေပေါ့နော်ရင်ကျော်ပိတ်ဆိုတာဟိုကားကြီးရက်ထားရတယ်ဆိုရင်ရင်ကျော်ပိတ်ဆိုတာကိုကကြုံရတာပဲပေါ့နော်ဥမာကိုပိုင်ကားနဲ့ဆိုလဲရင်ကျော်ပိတ်ဆိုတာကိုကြုံရတာပဲပေါ့နော်လူရင်ကျော်ပိတ်ဆိုတာကိုကြုံရတဲ့အခါဘယ်လိုကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်လဲဆိုတာလေးကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်နော်ရင်ကျော်ပိတ်ဆိုရဆိုလို့ရှိရင်ပေါ့နော်အရင်ဆုံးပေါ့နော်ဥမာအိုင်းကားပဲစီစီကိုပိုင်ကားပဲစီစီဘယ်သူပဲဖြစ်စပြီးတော့ကြုံတွေ့ရတဲ့ပြဿနာဘာရှိလဲဆိုကားပိတ်ပြီဆိုရင်ဘာရင်ဆုံးကြုံလဲပေါ့နော်ပြောချင်တာရင်တော့စိတ်ညစ်လိုက်တာဆိုစအိမ်မလားအဲ့မှာဆိုလို့ရှိရင်အရင်ဆုံးစိတ်ဖြီးပြီးလိုက်ငါရုံးကိုချိန်ပြီးပါမလားချိန်တဲ့နေရာကိုချိန်ပြီးပါမလားအလုပ်ကိုချိန်ပြီးပါမလားအဲ့ကိစ္စကအစပြီးစဖြစ်လာတယ်ဥမာအိမ်ကျန်နေတဲ့အချိန်မှာဆိုလို့နားကျင်နေပါပြီဒီကားကြီးကပိတ်နေတာငါတို့အဆင်မပြေတော့ဘူးဒီကိစ္စကကြုံရပြီပေါ့နော်အဲ့တော့စိတ်ကစိတ်ဖြီးစည်းနေပြီအဲ့တော့ဘာဖြစ်လာလဲဆိုရင်အဲ့စိတ်ဖြီးစည်းတာကနောက်ဆက်တွဲဒေါသဖြစ်လာတယ်အဲ့ဒါတော့တက်နိုင်ဆုံးဖြည့်ရှင်းနေပဲထားအောင်တော့သူအနည်းဆုံးတော့စိတ်မကြည်တာလေးတော့ခံစားရတယ် positive လောက်ပဲတွေးနိုင်တယ်ဒီလူကအကောင်းမြင်လိုက်တယ်ပြောပြောသူအနည်းဆုံးတော့စိတ်မကြည်တော့ဘူးပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုအဲ့ချိန်မှာသူ့ကိုနည်းနည်းလေးထိလိုက်တာနဲ့သူကပေါက်တော့အဲ့တော့အိမ်ရောက်လာပြီလေဆိုရင်အမဟင်းချက်ထားတာအမေကဟင်းချက်တာမကောင်းအမေကိုပြဿနာရှာမယ်ဥမာခလေးကငိုနေဒီခလေးငိုပဲငိုနေတယ်ဆိုပြဿနာရှာမယ်ပေါ့နော်အဲ့တော့သူ့ရဲ့ social အမှအများကြီးထိလိုက်တယ်အဲ့တော့သူ့ကိုမိသားစုကဗာနေတယ်သူဆိုတာလည်းပြန်လာရင်ပြဿနာပဲရှာနေတာပဲဥမာရုံးကလူဆိုလဲသူဆိုတာလည်းရောက်လာတယ်ပြဿနာပဲရှာနေတာပဲဆိုတာမျိုးကြုံနိုင်တယ်ပေါ့နော်အဲ့တော့ဘာဖြစ်လာလဲဆိုရင် social relationship တွေမှာအများကြီးထိခိုက်လာတယ်ပေါ့နော်ဥမာစိတ်ပြည့်စရာကောင်းတဲ့လူပြင်မြင်လာနိုင်တယ်အကုန်လုံးကကြုံတွေ့နေရတယ်ပေါ့နော်အဲကြုံတွေ့နေရတဲ့ဟာကိုတတ်နိုင်သမျှပေါ့နော်နောက်မှရင်ကျော်ပိတ်ဆို့ပြီလို့ရှိလို့ရှိရင် relaxation ဖြစ်အောင်ပေါ့နော်ဥမာတချင်းလေးလက်ထောင်တာပဲဖြစ်ဖြစ်နောက်ဆုံးဥမာတရားနာတတ်တယ်ဆိုလဲတရားလေးနာတာလည်းမျိုးပေါ့နော်လိုမျိုးနည်းနည်းလေးကိုယ်စိတ်ကိုရှော့လို့ရတယ်ပေါ့နော်ပြီးတော့တခုတွေးစေချင်တာကဒါကငါမှကြုံတာမဟုတ်ဘူးပေါ့နော်အားလုံးကကြုံနေရတာဟုတ်ပါတယ်ခါကြလို့ရှိရင်မှာစောထွက်လိုက်တာမျိုးနဲ့ဖြည့်ရှင်းမလားဆိုတာကိုလည်းပေါ့နော်တွေးတင်တယ်ပေါ့ဥမာအလုပ်ကိုငါအချိန်လေးနည်းနည်းပို့စောပြီးတော့ထွက်လိုက်မှာခါကြရင်ရင်ကျော်ပိတ်ဆိုတာရှိနိုင်တယ်9မိနစ်လောက်အကွာပါပဲ9မိနစ်လောက်ကွာသွားတာမှ8နာရီ10မိနစ်လောက်ထွက်တော့ကရင်ကျော်ကမပိတ်သေးဘူး15မိနစ်လောက်ထွက်မှပိတ်တာမျိုးဆိုရင်ငါကဒီ9မိနစ်ကိုတော့ဝရိယလေးထားပြီးတော့စောထွက်လိုက်မယ်ဆိုတာမျိုးကိုလုပ်တင်တယ်ပေါ့နော်အမြဲတမ်းကြီးကိုလည်းစိတ်ဖြီးစည်းခံကိုပတ်ဝန်းကျင်ကလူတွေကိုလည်းစုပူချိန်မောင်းနေရတာကအစင်တော့မပြေဘူးပေါ့နော်အဲ့တော့ဘယ်လိုပုံစံနဲ့ဖြည့်ရှင်းလို့ရမလဲဆိုတာလေးကိုနည်းနည်းလေးတွေးပြီးတော့ဖြည့်ရှင်းနေတယ်ပေါ့နော်ဒါကလည်းရင်ကျော်ပိတ်မှုကြောင့်ဖြစ်လာတဲ့စိတ်ဖြီးစည်းမှုကြောင့်ပေါ့နော်ကိုယ့်ရဲ့ social မှာပေါ့ impact တွေမဖြစ်အောင်လို့ကာကွယ်သင့်တာပါနော်ပြီးတော့အဲ့စိတ်ဖြီးစည်းမှုကဘာဖြစ်နိုင်လဲဆိုရင်တစ်ဆက်တည်းပေါ့နော်နှလုံးကျန်းမာရေးပြဿနာကိုတော်တော်လေးထိခိုက်စေနိုင်တယ်ပြီးလို့ရှိရင်နာတာရှည်ကျန်းမာရေးပြဿနာခံစားရနိုင်တဲ့ chance ကိုအများကြီးတက်သွားသေးတာဟိုမှာစိတ်တွေဖြီးစည်းလာပြီနှလုံးခုန်လုံးရမမှန်တော့ဘူးအဲ့တော့သွေးတိုးတဲ့လူဆိုရင်သွေးပို့တိုးလာမယ်ပြီးရင်စီးချိုရှိတဲ့လူဆိုလို့ရှိရင်လည်းသူ့ရဲ့သွေးရင်းတကြတဲ့တွေကအများကြီးထိခိုက်လာမယ်စိတ်ဖြီးစည်းရတဲ့အတွက်သွေးကြိုတက်လာတာမျိုးတွေသူဖြစ်နိုင်တယ်ပေါ့နော်ပြီးလို့ရှိရင်မဖြစ်သေးဘူးဆိုတဲ့လူမှာတော့မှပဲပုံမှန်သွေးရင်းတကြတဲ့တွေတက်လာတယ်သွေးတွေတိုးလာတာအဲ့လိုအခြေအနေတွေကနောက်ပိုင်းကျရင်သွေးတိုးစီးချိုဖြစ်သွားစေနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့စိတ်ဖြီးစည်းမှုကိုတက်နိုင်သမျှရင်ကျော်ပိတ်ဆို့မှုကြောင့်ဖြစ်တဲ့စိတ်ဖြီးစည်းမှုတက်နိုင်တာမှာဘယ်လိုရှော့မလဲဆိုတဲ့ပုံစံလေးတွေကိုဖြည့်ရှင်းဖို့အတွက်ပေါ့နော်စဉ်းစားထားတဲ့တယ်ပေါ့နော်ပြီးလို့ရှိရင်နောက်ဖြစ်နိုင်တယ်ဆိုလို့ရှိရင်တပုံစံထဲမှာပဲမတ်တရနေရတယ်ထိုင်နေရတယ်အဲ့လိုအခြေအနေတွေကိုတပုံစံနဲ့အကြာကြီးတွေ့နေရတဲ့အခြေအနေမှာကြွက်သားတွေနာရတယ်ပေါ့နော်အဓိကအပြင်ဇက်ကြောတွေတက်မယ်ခါးတွေနာမယ်ခြေထောက်တွေနာမယ်ပေါ့နော်အဲ့အခြေအနေတွေကိုခံစားရနိုင်သေးတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကြတော့အသက်ရှူနိုင်ကြပြဿနာတွေအများကြီးတက်နိုင်တယ်ညဉ့်ညမ်းတဲ့လေတွေထိနေရတယ် toxic air တွေပေါ့နော်ဟိုလေတွေထဲမှာအစိမ့်ငွေတွေဆိုတာဟိုဒီကားတွေကဆွန့်ထုတ်လိုက်တယ်အင်ဂျင်တွေကဆွန့်ထုတ်လိုက်တယ်အများကြီးဆွန့်ထုတ်လိုက်တဲ့အငွေတွေကြောင့်မလို့ပေါ့နော်အစိမ့်တောက်ပစ်စေတဲ့အငွေတွေကိုရှုံမိပြီးတော့အသက်ရှူနိုင်ကြောင်းတွေထိခိုက်နိုင်တယ်ပြီးရင်လေပြုံးတွေရောက်နိုင်တယ်အမြင်သာဆုံးတစ်ခုကဆိုရင်ချောင်းဆိုးတာဆိုရင်ပိုဆိုးသွားစေနိုင်တယ်ပြီးရင်လေချောင်းတွေနာတယ်ဆိုလို့ရှိရင်လည်းပေါ့နော်ပို့ပြီးတော့နာလာတယ်မနာသေးတော့လေချောင်းနာလာတဲ့အခြေအနေမျိုးတွေကိုခံစားရနိုင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ခန္ဓာကိုယ်မှာရေတဲ့ခန်းချောက်လာတာပေါ့နော်ဥပမာကားပေါ်မှာကိုယ်ကားပေါ်မှာကိုမလို့ရေဘူးပါတယ်တောက်မိတယ်ပဲထားအောင်မှာလိုင်းကားစီးတယ်ပုံမှန်အဖြစ်ရေဘူးလေးဆောင်တယ်လို့ရေတောက်တယ်ပြတယ်ထားအောင်လူတိုင်းကမတောက်ဖြစ်နိုင်ဘူးအဲ့လိုအခြေအနေမှာပေါ့နော်ပူနဲ့ရာသီမှာဆိုလို့ရှိရင်အပူရှက်တာလိုမျိုးရုပ်တရက်ချွေးတွေအများကြီးထွက်တယ်ရေတဲ့ကြံမဖြစ်နိုင်ဘူးသတိသစ်သွားတာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဘောနော်ရေတဲ့ခန်းချောက်တဲ့ပြဿနာတွေလည်းအများကြီးခံစားရနိုင်တယ်ရင်ကျော်ပိတ်ဆိုတာကိုဒီတိုင်းပေါ့နော်ကြွကြုံရတဲ့အခါမှာစီးချုံဝမ်းကျဖြစ်တဲ့ပြဿနာတွေကိုဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ရင်ကျော်ပိတ်ဆိုတာကလည်းနေ့စဉ်နဲ့အများကြုံတွေ့နေရမှာပဲပေါ့နော်အဲ့တော့ဒီကြုံတွေ့ရတာနဲ့တူဖြစ်လာမှာလေကိုယ်ခန္ဓာကိုယ်မှာလည်းပေါ့နော်နောက်ဆက်တဲ့ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်တယ်ဒီတော့ဒီပြဿနာကနေတိုင်းကိုသွားတဲ့လမ်းကြောင်းကနေတိုင်းပိတ်ဆို့တာကိုရှိနေမယ်ပေါ့နော်ဥမာနေတိုင်းမှာကြုံတွေ့နေရတယ်ဆိုရင်ဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲပေါ့နော်ဥမာရုံးပြန်တဲ့အချိန်ကိုစောပြီးပြန်လို့မရပါပဲပေါ့နော်ဥမာရုံးသွားတဲ့အချိန်မှာဆိုငါကတော့နှစ်ကြိမ်ကြုံမဲ့နေရာမှာတစ်ကြိမ်ပဲကြုံအောင်ငါစောထွက်မလားဆိုတာမျိုးပေါ့နော်ကိုယ့်ဘက်ကပြင်ဆင်လို့ရတဲ့နည်းလမ်းလေးတွေကိုပြင်ဆင်ပြီးတော့ရင်ကျော်ပိတ်မှုကြောင့်ဖြစ်လာနိုင်တဲ့ကျိုးဆက်တွေကိုကိုယ်တိုင်းကနေစပြီးတော့ကာကွယ်ကြည့်ကြဖို့ဒီနေရာကနေပြီးတော့အကြံပြုချင်ပါတယ်နော်